အေးဆက်မှာဘိုင်းရဲ့ဖုန်းနံပါတ်ပြောင်းတဲ့နည်းလေးပြောပြမယ်နော်အေးဆက်မှာဘိုင်းရဲ့ဖုန်းနံပါတ်ပြောင်းလို့ရှိရင်တော့ OTP နံပါတ်မလို့ဖုန်းထဲမှာအရင်စင်ကပ်ပြောက် OTP နံပါတ်ရဖို့အခက်အခဲဖြစ်နေတဲ့အတွက်ဒီဆက်မှာလာပြီးတော့ချိန်နော်အေးဆက်ကစင်ကာပူရဲ့နေရာအနှံ့တွေမှာရှိတာမလို့ရှားလွယ်ပါတယ်အေးဆက်လို့ရေးထားတဲ့ဆက်စီလာပြီးတော့ POS ပြီးတော့ DBS ကိုရွေးလိုက်ပါ Service for Work Permit Account Holder ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးလိုက်ပါ Active Mobile Number Request ဆိုတဲ့စာတန်းလေးကိုနှိပ်ပေးလိုက်ပါပြီးရင် touch screen ရဲ့အောက်မှာရှိတဲ့ keyboard မှာကိုပြောင်းပေးမဲ့ဖုန်းနံပါတ်လေးကိုရိုက်ထည့်ပေးလိုက်ပါ Continue ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါတချို့ဆက်တွေအရန်ဟောင်းနေတော့ touching screen ကလေတအားလေးနေတယ်ဆိုလို့ချင်းအဲမျိုးထက်ခါမရမရှင်နှိပ်ပေးလိုက်ပါနော်ကိုယ့်ဘန်ကတ်ကိုဒီထဲမှာထည့်ပေးလိုက်ပါကတ်ထည့်ပြီး enter ရောက်ပင်းလို့ပေါ်လာပြီဆိုလို့ချင်းကိုယ့်ရဲ့လျှို့ဝှက်နံပါတ်လေးကိုရိုက်ထည့်ပေးလိုက်ပါဒီမှာ yes ပြန်ပေးပြီးတော့ခဏလေးစောင့်ပေးပါစခရမှာအတိတ်ဆက်စစ်ဖူလို့ပေါ်လာပြီဆိုလို့ရှင်ရပါပြီရှင်။အေးဆက်မှာဘာနဲ့ပတ်သက်ပြီးတော့တခြား service တွေလည်းအများကြီးရှိပါတယ်။ service ကိုနှိပ်ပြီးတော့အင်္ဂလိပ်စာလည်းအလွယ်ပြောင်းလို့လည်းရပါတယ်။အင်္ဂလိပ်စာ